HTV Sport YouTube Channel နဲ့ Facebook Page ကိုကြည့်ရှုနေကြတဲ့ပရိသတ်များများ FIBA MFF United Futsal U League 2025 ပြိုင်ပွဲစဉ်9ရက်5ပွဲမြောက်ရှင်မြိုင်ကစားမဲ့ပွဲစဉ်ဖြစ်ကတော့ YNG တင်းနဲ့ Winner Soccer တင်းတို့ရှင်မြိုင်ကစားမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာ YNG တင်းကတော့အင်ကြီးအစိမ်းရောင်ပေါင်းမီအစိမ်းရောင်နဲ့ချေးအဝါရောင်တို့ကိုဝေးစင်ရှင်မြိုင်ကစားမှာဖြစ်ပြီးတော့ Winner Soccer တင်းကအင်ကြီးပန်းရောင်ပေါင်းမီနက်ပြရောင်နဲ့ချေးအနီရောင်တို့ကိုဝေးစင်ရှင်မြိုင်မှာဖြစ်ပါတယ်YNG တင်းကတော့ဒီနေ့ပွဲစဉ်မှာဂိုးသမားနေရာမှာအောင်ထူးခန့်အသင်းကောင်းဆောင်လင်းသူရဟိန်းကွင်းလယ်မှာရင်းကျော်တင်ထီထက်အောင်နဲ့ဟိန်းထက်အောင်တစ်တို့ပါဝင်ကစားမှာပဲဖြစ်ပါတယ်ဒီနေ့ Winner Soccer အသင်းကတော့ဂိုးသမားနေရာမှာဟိန်းခန့်ဖြူအသင်းကောင်းဆောင်ဖြစ်ကောင်းထက်နိုင်အခြားသောကစားမဖြစ်လွင်မိုးအောင်ညီညီစော်နဲ့အောင်ခန့်စော်တို့ပါဝင်လာခဲ့တာဖြစ်ပါတယ်ဒီနေ့မှာရှင်မြိုင်ကစားမဲ့ YNG နဲ့ Winner Soccer အသင်းတို့ဟာအမှတ်ပေးစရာတိတ်မကွာတဲ့အသင်းတွေဖြစ်ပြီးတော့ Winner Soccer အသင်းဟာရှင်မြိုင်ကစားထားခဲ့တဲ့ပွဲစဉ်၄ပွဲမှာ3ပွဲနိုင်တစ်ပွဲရှုံးရမှတ်9မှတ်နဲ့အဆင့်2နေရာမှာရှိနေပြီးတော့ YNG အသင်းကတော့ရှင်မြိုင်ကစားထားခဲ့တဲ့ပွဲစဉ်၄ပွဲမှာ2ပွဲနိုင်2ပွဲတည်နဲ့ရှုံးပွဲလုံးဝမရှိပဲရမှတ်10မှတ်နဲ့အဆင့်၄နေရာမှာရပ်တည်နေတဲ့အသင်းပဲဖြစ်ပါတယ်ဒါကြောင့်တကယ်ကိုရေသွေးကောင်းနေစွမ်းဆောင်ရည်ကောင်းနေနဲ့အတူအမပေးစရာရဲ့အထက်ပိုင်းမှာရပ်တည်နေတဲ့ဒီနှစ်သင်းအနေနဲ့ဒီနေ့မှာရှင်မြိုင်ကစားမှုကတော်တော်လေးရသမြောက်တဲ့စွမ်းဆောင်ရည်တစ်ခုကိုမြင်တွေ့ရဖို့လည်းရှိနေတာဖြစ်ပါတယ်တစ်ဖက်ကWinner Soccer အသင်းမှာကိုသွင်းလုံးကောင်းမွန်တဲ့ညီညီစော်အောင်ခန့်စော်အစရှိတဲ့ကစားသမားတွေပါဝင်နေသလိုတစ်ဖက်က YNG အသင်းမှာလည်းအသင်းကောင်းဆောင်လင်းသူရာဟိန်းတင်ထီထက်အောင်ရင်းကျော်စတဲ့ကစားသမားတွေကလည်းသွင်းကုန်နှုံးတော်တော်လေးကောင်းတဲ့ကစားသမားတွေလိုပဲဆိုရမှာဖြစ်ပါတယ်လက်ရှိမှာပွဲကိုတော့စတင်လိုက်ပြီပဲဖြစ်ပါတယ်ညီညီစောအောင်ခန့်စော်ရဲ့အဝေးကန်ချက်ကကိုပေါင်းနဲ့လွဲချော်ထားခဲ့တာဖြစ်ပါတယ်အောင်ခန့်စော်ဟာအဝေးကန်ချက်တွေကန်ရမှာသူ့ရဲ့ဘေဂျီကန်ချက်တွေကကိုပေါက်ထဲကိုတိုက်ရိုက်ဝင်နိုင်တဲ့အခြေအနေတွေအချိန်မျိုးကိုသမားကိုအခက်တွေ့အောင်ကစားနိုင်တဲ့ကစားပုံစွမ်းဆောင်ရည်တွေအဝေးကန်ချက်တွေကတော်တော်လေးသတိကြီးကြီးနဲ့စောင့်ကြည့်ရဖို့ရှိတဲ့ကစားသမားဖြစ်ရှိနေပြီးတော့တစ်ဖက်က YNG တင်းရဲ့စောင့်ကြည့်ရမယ့်ကစားသမားအဖြစ်ကတော့အသင်းကောင်းဆောင်လင်းသူရဟိန်းလိုပဲဆိုရမှာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်9ရက်နောက်ဆုံးသောရှင်မြိုင်ကစားမဲ့ပွဲစဉ်ကတော့ MIU တင်းနဲ့ MH Training တင်းတို့ရှင်မြိုင်ကစားမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်လင်းသူရာဟိန်းရှီကိုပေးရမှာများတယ်များတစ်ဖက်က Winner Soccer အသင်းဟာရှုံးပွဲတစ်ပွဲရှိထားပြီးတော့အဆင့်2နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပြီးတစ်ဖက်က YNG အသင်းကလည်းရှုံးပွဲလုံးဝကြုံတွေ့ထားခြင်းမရှိဘဲနဲ့အဆင့်4နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်တာကြောင့်လည်းနှစ်သင်းစလုံးကတော်တော်လေးအရှိသွေးမြင့်မာတဲ့အသင်းတွေဖြစ်ရှိနေခဲ့တာပဲဖြစ်ပါတယ်တစ်ဖက်က
ဒီနှစ်သင်းရှင်မြိုင်ကစားမှုမှာဒီနှစ်သင်းရဲ့အထက်မှာရက်တည်နေတဲ့အသင်းကလည်း YCDC MHDD အသင်းဖြစ်ပြီးတော့ဒီအသင်းကလည်းလုံးဝရှုံးပွဲမရှိဘဲနဲ့ရှင်မြိုင်ကစားပွဲစဉ်3ပွဲနိုင်တပွဲတည်ရမှတ်10မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်1နေရာမှာရက်တည်နေခဲ့တဲ့အသင်းပဲဖြစ်ပါတယ်အောင်ခန်းစောရှူပေးရမှာနားလည်မှုလွဲပြီးတော့ YNG တင်းရဲ့ကိုသမားပဲဖမ်းယူထားခဲ့တာဖြစ်ပါတယ်အောင်ထုခန့်ဖမ်းယူထားတယ်နော်တိန်ထီထက်အောင်ရှူပေးထားတယ်ထိန်ထက်အောင်တစ်ဘလုံးရရှိဖို့ကြိုးစားရမှာတစ်ဖက်အသင်းကရှင်းထုတ်သွားခဲ့တာဖြစ်ပါတယ်ရှူပေးထားပြီညီညီစော်နဲ့အောင်ခန်းစော်တို့အပေးယူပြုလုပ်ဖို့ကြိုးစားရင်းနဲ့ပြန်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်လင်းသူရာဟိလက်ကန်လာပြီတစ်ပတ်တင်းရဲ့ကိုသမားပဲဖမ်းယူထားခဲ့တာဖြစ်ပါတယ်ဝင်းနာစော့ကအသင်းပဲနောက်မှရှိနေကြတဲ့အောင်ခန်းစော်ရထားတယ်မြကောင်းထက်နိုင်လက်ကန်ပြီအတင်းကောင်းတော့ကောင်းထက်နိုင်ပဲဖြစ်ပါတယ်အတင်းကောင်းတော့ကောင်းထက်နိုင်ကျော်နံပါတ်10အောင်ခန်းစော်နဲ့ကျော်နံပါတ်17ညီညီစော်တို့တိုက်စစ်အတွေ့အတော်လေးကောင်းမွန်မှုတွေရှိပြီးတော့တော်လေးတွဲလုံးညီပြီးတော့နားလည်မှုပြေဝတဲ့အတွေ့အဖက်တစ်ခုလို့ဆိုရင်လည်းမမှားနိုင်တာဖြစ်ပါတယ်တွင်ကိုပါဝင်ပတ်သက်ရမှာဒီကစားသမား3စလုံးကကိုဖန်တီမှုအပိုင်းမှာရောကိုသွင်းတဲ့အပိုင်းမှာပါ3စလုံးကတော်လေးခြေသွမ်းခြေစားတူညီတဲ့ကစားသမားတွေလို့ဆိုရမှာဖြစ်ပါတယ်တစ်ဖက်ကYNG တင်းရဲ့တိုက်စစ်မှာကျော်နံပါတ်69ကောင်းခန့်ကျော်အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်မှာတိုက်ရိုက်အနီကပ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့်ဒီပွဲစဉ်ကိုလွှဲချော်ထားခဲ့ရပြီးဒီနေ့မှာ YNG တင်းဟာအတင်းရဲ့အခြားသောတိုက်စစ်ကစားမတအူးနဲ့ပဲပွဲထွက်ကစားနေခဲ့ရတာပဲဖြစ်ပါတယ်ရှုပ်ပေးထားပြီးရထားသေးများလက်ကဲ့ပြီကိုသမားကာကွယ်ထားခဲ့တာပဲဖြစ်ပါတယ်ဟိန်ထအောင်တစ်ရဲ့ကန်ချက်ကိုတော့တစ်ဖက်တင်းရဲ့ကိုသမားကာကွယ်ထားခဲ့တာမြလက်ရှိကမှာတော့ထိသွားဒီသွင်းကိုဟာအဝေးကန်ချက်နဲ့အတူပဲကျော်နံပါတ်9ရင်းကျော်ကသွင်းယူခဲ့တာဖြစ်ပါတယ်တော်လေးရင်သက်ရှုမောပွဲရအခိုက်အတန့်ဖြစ်ပြီးတော့ရင်းကျော်ရဲ့ကန်ချက်ဟာတော်လေးဝေးလုံးတဲ့အနေအထားမှာဖြစ်နေပေမဲ့အနေပေါ်ကန်ချက်ပြင်းပြင်းနဲ့ကန်သွင်းအဆုံးသတ်ခဲ့တဲ့အခြေအနေတစ်ခုကနေ YNG တင်းကသွင်းကိုတကိုစတင်ရရှိသွားခဲ့တာဖြစ်ပါတယ်
အနေပေါ်အဝေးကန်ချက်နဲ့အတူကိုယ်တွေကိုတိုက်ရိုက်လာခဲ့တဲ့အခြေအနေတစ်ခုကိုတော့ပြိုင်ဘက်အသင်းရဲ့ဂိုးသမားဟိန်းခန့်ဖြူဘလို့မှကာကွယ်နိုင်ခြင်းမရှိဘဲနဲ့သွင်းကိုဖြစ်ခွင့်ပြုပေးလိုက်ရတာပဲဖြစ်ပါတယ်ဝီယန်ဖြူညာကြောင့်ပေးဖို့ထားခဲ့တာဖြစ်ပါတယ်ရရှိတဲ့အခွင့်အရေးကိုတော့ကျောင်းနံပါတ်19ခင်စောဟိန်းကကန်သွင်းဖို့ကြိုးစားခဲ့ရမှာဖက်တင်ရဲ့ဂိုးသမားပဲဖန်ယူသွားခဲ့တာဖြစ်ပါတယ်ဝီယန်ဖြူလာကမ်မီကိုလုံးမောပဲဖြစ်တယ်နော်တိန်ထီထောင်းတူးချင်းကိုသမားနဲ့ရင်ဆိုင်တွေ့တဲ့အခြေအနေကိုကန်သွင်းခဲ့ရမှာတော့ကိုပိုက်ထိခဲ့ပေမဲ့လည်းကိုဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူးမြဝီယန်ဖြူအဝေးကန်ချက်နဲ့ကိုသမားတူးချင်းရင်ဆိုင်အတွေ့မှာကန်ချက်ပြင်းတဲ့အဆုံးသတ်မှုနဲ့အတူပဲကန်သွင်းခဲ့ပေမဲ့ကိုဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူးမြဝိုင်ယာဂျီတင်းကအစောပိုင်းရရှိခဲ့တဲ့သွင်းကိုကလည်းအနေပေါ်လာခဲ့တဲ့အခြေအနေမှာဆိုပေမဲ့လည်းတို့လေးအားပါပြင်းထန်တဲ့အခြေအနေမှာကိုသမားဟိန်းခန့်ဖြိုးဖမ်းယူနိုင်ခြင်းမရှိခဲ့ဘူးမြဝီယန်ဖြိုးပြန်ပြတ်သွားခဲ့တယ်မြဝိုင်ယာဂျီတင်းပဲပြီးတော့ရရှိထားခဲ့တာဖြစ်ပါတယ်ခင်စောဟိန်းရှိတင်ချီပြန်နေရှင်းထုတ်ခင်စောဟိန်းပြန်ပြတ်ခဲ့ပြီးတော့ဝိုင်ယာဂျီတင်းကလင်းသူရာဟိန်းဖြစ်တယ်ဖြစ်နေခဲ့တယ်မြလင်းသူရာဟိန်းတင်ချီထက်အောင်ရှုပ်ပေးထားတယ်ဘောလုံးပေးတာမှာနားလင်းကိုလွှဲသွားတယ်မြအောင်ခန်းစောဝိနာဆော့ကအနေနဲ့
အဆင့်3နေရာကနေဖယ်ပေးရခြင်းမရှိအောင်ဒီနေ့ပွဲစဉ်ကိုတော့အနိုင်ရလက်တစ်ခုပုံဖော်ဖို့လိုအပ်နေတာဖြစ်ပါတယ်လင်းသူရာဟိန်ဟိန်ထောင်တစ်ရထားအများဟိန်ထောင်တစ်ပဲကိုသမားကာကွယ်သွားခဲ့တာပဲဖြစ်ပါတယ်ဟိန်ခန့်ရှူပြီးရမှာတော့တင်းထိထောင်ကောင်းတဲ့အရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ထောင်းကမောဝင်းနာစော့ကအတင်းကပေးပို့ထားမှာဖြစ်ပါတယ်လက်ရှိကမှာတော့ကောင်းထက်နိုင်ရဲ့ကန်ချက်ကနေတွင်ကိုဖြစ်ပြောင်းလဲဖို့ကြိုးစားခဲ့ပေမဲ့လည်းကိုပေါင်းနဲ့လွဲချော့သွားခဲ့တာဖြစ်ပါတယ်ဝင်းနာစော့ကအတင်းကခြေပေါက်ကိုပြန်လည်ရရှိဖို့အတွက်ဒရက်ဇက် PR ပေးနေပေမဲ့လည်းလက်ရှိချိန်ထိကတော့အလုံးမဖြစ်သေးဘူးမြလက်ရှိကမှာတော့ YNG တင်းကပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ် YNG တင်းပဲရှေ့ကိုပေးထားပြီးလင်းသူရာဟိန်
ပြန်လည်ရရှိထားသေးတာဖြစ်ပါတယ်ဘလုံးထိန်းရမှာတော့ဘေးစီကိုကျော်လွန်သွားခဲ့တာပဲဖြစ်ပါတယ်ဝင်နာဆော့ကအသင်းပဲတောက်လျှောက်ရလာပြီဖြစ်ပါတယ်ကွင်းနဲ့ပြန်တွဲတဲ့ဝေယံဖြိုးလက်ကဲ့ပြီကိုးတယ်များလက်ရှိကမှာတော့ဝင်နာဆော့ကအသင်းသွင်းကိုရရှိသွားခဲ့တာပဲဖြစ်ပါတယ်လက်ရှိကမှာတော့တစ်ဖက်တစ်ကိုးစီနဲ့တီးရလက်ထွက်ပေါ်သွားခဲ့တာများအနေငယ်ရှုပ်ရှက်ခတ်နေတဲ့အခြေအနေကနေဝိုင်ယာဂျီတင်းတိုက်စစ်စင်ရာနေပြီးတော့ချက်ချင်းဆိုသလိုပဲတံမြန်တိုက်စစ်ကိုဝင်နာဆော့ကအသင်းအကောင်းဆုံးပုံဖော်ခဲ့ပြီးတော့တစ်ဖက်တစ်ကိုးစီနဲ့တီးရလက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ကျောင်းနံပါတ်9ဝေယံဖြိုးကသွင်းယူခဲ့တာများတစ်ဖက်တစ်ကိုးစီနဲ့တီးရလက်ထွက်ပေါ်သွားခဲ့တဲ့အခြေအနေတစ်ခုမှာတော့နှစ်သင်းစလုံးကတော်လေးအကျိတ်နဲ့ရှိတဲ့ကစားဟန်တစ်ခုကိုမြင်တွေ့လာဖို့လည်းရှိလာခဲ့တာဖြစ်ပါတယ်တစ်ဖက်ကဝိုင်ယာဂျီအသင်းရဲ့တိုက်စစ်ပိုင်းမှာအနီကပ်ပြသထုတ်ပယ်ခံခဲ့ရဘူးတဲ့ကစားသမားကောင်းခန့်ကျော်ပါဝင်လာခြင်းမရှိတဲ့အခြေအနေတစ်ခုကဒီနေ့ပွဲစဉ်မှာတော့တော်လေးတိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကတိတိတသာအားနည်းနေခဲ့ပြီးတော့ဝိုင်ယာဂျီအသင်းကသွင်းကိုယ်တကိုရရှိသည့်တိုင်အောင်ပြိုင်ဘက်အသင်းထက်တိုက်စစ်စင်ရမှာလိုအပ်ချက်အချို့ရှိနေသေးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်
ဝီယံဖြူတစ်ဖက်တင်းခန်းစစ်ကကစားသမားတွေပဲပြပြတသားရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ဝိုင်းကြီးတင်ထားပြီတစ်ဖက်တင်းခန်းစစ်နဲ့ထိပြီးတော့တောင်းငံပေါ်ကန်ဝင်ရမယ်မြတ်တင်ထိထအောင်
ရှုပ်ပေးထားလင်းသူရာဟိချီအောင်ပြတယ်လင်းသူရာဟိမဲကနမဲဖြတ်ချိုးပေးပြီးဖတ်တင်ရဲ့ကစားသမားတွေပဲရှင်းထုတ်သွားခဲ့တာဖြစ်ပါတယ်ညီညီစောရှုပ်ပေးထားပြီးကောင်းထက်နိုင်တစ်ချက်ထိန်းနေကောင်းထက်နိုင်ညီညီစောထပ်ဆင့်ပိတ်သွင်းဖို့ကြိုးစားပေးမယ်လေဘောလုံးပေးတာအနေငယ်အားများနေခဲ့တဲ့အခြေအနေတစ်ခုမှာတော့ကန်သွင်းရမယ့်အခြေအနေဟာတော်လေးတောင်ကျင်းသွားခဲ့တာကြောင့်ကိုသွားခဲ့ညီညီစောရှုပ်ပေးထားပြီးကောင်းထက်နိုင်လှကဲ့မီပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ဘယ်အချိန်နဲ့ကန်ပြပြီးညာချိန်နဲ့ထပ်မံကန်ခဲ့တဲ့အောင်ခန်းစော်ရဲ့ကန်ချက်တွေပဲဖြစ်ပါတယ်အဝေးကန်ချက်တွေကန်ရမှာတော်လေးအားပပြင်းထန်လေးရှိပြီးတော့သူ့ရဲ့မတန်နဲ့ညာချိန်နဲ့ကန်ရင်တော့ဟိုဟာပြင်းထန်တဲ့အခြေအနေမှာရှိနေခဲ့တဲ့အောင်ခန်းစော်ဒီနေ့ပွဲစဉ်မှာတော့သူ့ရဲ့စွမ်းဆောင်ရည်ကိုရခင်ပွဲစဉ်တွေကတော့တိတ်မမြင်ရခြင်းတော့မြင်ရခြင်းမရှိသေးတာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတွင်းထားခဲ့တဲ့သွင်းကိုတကူတော့ကျုံးနံပါတ်9ဝီယံဖြိုးကသွင်းယူခဲ့တာဖြစ်ပါတယ်သူတို့တင်းအားထားရတဲ့အသင်းကောင်းဆောင်ကျုံးနံပါတ်9ကောင်းထက်နိုင်တိုက်စစ်ကညီညီစော်နဲ့အောင်ခန်းစော်တို့ကစားသမား3ဦးစီကသွင်းကိုတကူမှာတော့လက်ရှိချိန်ထိမြင်တွေ့ရခြင်းမရှိသေးဘူးများလက်ရှိမှာမြင်တွေ့ရတဲ့အခြေအနေတစ်ခုကတော့ကိုသွင်းယူမိခဲ့တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်ပြိုင်ဘက်ကစားသမားရဲ့ကန်သွင်းယူမှုကိုရှင်းထုတ်ဖို့ကြိုးစားရင်းနဲ့ကျောင်းနံပါတ်9ရဲရင်ကျော်ကိုသွင်းယူမိခဲ့တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်လင်းသူရာဟိဝင်းနာဆော့ကာတင်းရဲ့ကျောင်းနံပါတ်19ဝင်မိုးအောင်ရဲ့ကန်ချက်ကိုရှင်းထုတ်ဖို့ကြိုးစားရင်းနဲ့ရင်းကျော်ကိုသွင်းယူမိခဲ့တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်ကန်ချက်တော်လေးပြင်းနေတဲ့အခြေအနေမှာရင်းကျော်အနေနဲ့ရှင်းထုတ်ခွင့်ရရှိတဲ့အခြေအနေတစ်ခုဟာကိုယ်တွေကိုဆက်ဆက်မဲမဲဝင်သွားခဲ့တာပဲဖြစ်ပါတယ်ဝင်းနာဆော့ကာတင်းကပြန်လဲဥဆောင်ခွင့်ရသွားခဲ့တာများYNG တင်းရဲ့ဥဆောင်ရင်းနောက်မှာလိုက်ကစားရတယ်ဆိုပေမဲ့ချီပါကိုနဲ့လက်ရှိကမှာတော့ဥဆောင်ကိုတော့ဝင်းနာဆော့ကာတင်းပြန်လဲသွင်းယူထားခဲ့တာပဲဖြစ်ပါတယ်အရှိကမှလည်းအနေငယ်ရှုပ်ရှက်ခတ်နေတဲ့အချိန်တွေကနေပဲနောက်ပေါက်နဲ့ခင်စော်ဟိန်းရဲ့ကန်သွင်းယူမှုကိုတော့ YNG တင်းရဲ့ကစားသမားတွေအချိန်မီရှင်းထုတ်သွားနိုင်တာဖြစ်ပါတယ်နောက်ထပ်သွင်းကိုတကူရဖို့ဝင်းနာဆော့ကာတင်းတော်လေးနီးစပ်ခဲ့တဲ့အခြေအနေပဲဖြစ်ပါတယ်ခင်စော်ဟိန်းလက်ကဲ့နဲ့ဒီမှာလည်းခင်စော်ဟိန်းပဲထပ်ဆင့်ကန်သွင်းခဲ့ရမှာတော့ကိုပေါက်မတည့်ခဲ့ဘူးများဝင်းနာဆော့ကာတင်းကတော့ဒီနေ့ပွဲစဉ်မှာအဝေးကန်ချက်တွေကိုအဓိကအားပြုနေခဲ့ပြီးတော့အနီးက1-2တွဲလုံးရိုက်ပြီးကန်သွင်းမှုဆိုတာထက်အဝေးကန်ချက်တွေကိုအဓိကအားပြုကစားနေကြတာဖြစ်ပါတယ်
ခင်စော်ဟိန်းကောင်းထက်နိုင်ပထမပိုင်းမိနစ်20ရှင်းမြန်ကစားမှုကစက္ကန့်30အတွင်းကိုတော့ရောက်ရှိလာခဲ့ဖြစ်ပါတယ်ပထမပိုင်းပြီးဆုံးဖို့စက္ကန့်ပိုင်းလောက်ပဲလိုအပ်တော့တာဖြစ်ပါတယ်တောင်ငမော်ကန်ဝင်ရရှိထားခဲ့တယ်မြန်ကွင်းလင်းနဲ့ပြန်တွေ့ဖို့ကြိုးစားခဲ့ရမှာတော့ YNG တင်းရဲ့ကစားသမားတွေရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်ဘလုံးပေးရမှာများတယ်မြန်ဝင်းနာဆော့ကတင်ဘောလုံးကန်ထုတ်ဖို့ကြိုးစားရင်းနဲ့ပဲတစ်ဖက်အသင်းရဲ့ကစားသမားနဲ့ထိပြီးတော့တောင်းငံဘောကန်ဝင်တတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ဒီပဲပေးထားတယ်တစ်ချက်ထိန်းနေခင်စော်ဟိန်းငယ်တုံဆိုင်နေခဲ့တာဖြစ်ပါတယ်လင်းသူရဟိန်းလာခဲ့ပြီကိုသမားနှစ်ဆင့်ကာကွယ်ထားခဲ့ရတာပဲဖြစ်ပါတယ်အောင်ထူးခန့်တစ်ဖက်သင်းရဲ့ကန်သွင်းမှုတော်လေးအားပပြင်းထန်တဲ့အခြေအနေတစ်ခုမှာနှစ်ဆင့်ပုတ်ထုတ်ကာကွယ်ထားခဲ့ရတာများခင်စော်ဟိန်းလက်ရှိကောင်တော့ YNG တင်းနဲ့ဝင်းနာဆော့ကာတင်းတို့ရဲ့ပထမပိုင်းမိနစ်20ရှင်းမြန်ကစားမှုပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်ပထမပိုင်းပြီးဆုံးချိန်မှာတော့ဝင်းနာဆော့ကာတင်းက YNG တင်းကို2 ဂိုး 1 ဂိုးဆိုတဲ့ရလနဲ့ဦးဆောင်ကစားလျက်ရှိနေတာပဲဖြစ်ပါတယ်
လက်ရှိကမှာတော့ YNG တင်းနဲ့ဝင်းနာဆော့ကာတင်းတို့ရဲ့ဒုတိယပိုင်းမိနစ်20ရှင်မြိုင်ကစားမှုပြန်လည်စတင်နေပြီပဲဖြစ်ပါတယ်ပထမပိုင်းရှင်မြိုင်မှုမှာတော့ဝင်းနာဆော့ကာတင်းက2ဂိုးလို့ဆိုရရလဲနဲ့ပထမပိုင်းမိနစ်20အပြီးမှာ YNG တင်းကိုတော့ဥဆောင်ထားခဲ့တာပဲဖြစ်ပါတယ်ဥဆောင်ကို YNG တင်းကစတင်ရရှိခဲ့တဲ့ဆိုပေမဲ့ဝင်းနာဆော့ကာတင်းချီပါကိုနဲ့ဥဆောင်ကိုတွေကိုပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်ရှူပြီးထားခဲ့တဲ့အခြေအနေတစ်ခုကလည်းဘလုံးကများတယ်ဗျာညီစောကောင်းထက်နိုင်နောက်နေပဲပြန်တွဲပြီးထားတာဖြစ်ပါတယ်အောင်ခန်းစောလာကဲမီအဝေးကန်ချက်နဲ့နောက်ထပ်သွင်းကိုတကိုရလာခဲ့တဲ့ကန်ချက်ပဲဖြစ်ပါတယ်အပါပြင်းထန်မှုရှိခဲ့ပေမဲ့လည်းကိုပေါင်းနေတော့မတည့်ခဲ့ဘူးဒီထောင်ရှီကိုပေးရမှာတော့တောင်းငံမောဖြစ်နေခဲ့တယ်မြရှေ့မှာရှိနေခဲ့တဲ့ဟိန်းထက်အောင်တစ်အပိုင်ခွင့်ရေးတရဲ့ကန်သွင်းခွင့်ရခဲ့ပေမဲ့လည်းကိုဖြစ်တော့ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူးမြမှာပြီးတော့ရှူပေးထားပြီပေကိုချိတ်ဆက်မိမိနဲ့သွင်းကိုရရှိဖို့ကြိုးစားပေမဲ့လည်းဘောလုံးပေးတာများတယ်မြလင်းသူရာဟိန်းကနေရှေ့မှာရှိနေခဲ့တဲ့ဟိန်းထက်အောင်တင်းနဲ့အပေကိုပြုလုပ်ထားခဲ့တာပဲဖြစ်ပါတယ်ရှူပေးထားပြီပြန်ပြတ်သွားခဲ့ပြီးတော့လက်ရှိကမှာတစ်ဖက်တင်းရဲ့ကစားသမားလွင်မိုးအောင်ပြန်လည်ရရှိထားခဲ့တာပဲဖြစ်ပါတယ်ပြည်တံပေါ်ဝင်းနာဆော့ကာတင်းကကန်ဝင်းရမှာပဲဖြစ်ပါတယ်ဒီမှာတော့ညီစောသူ့ရဲ့ကန်ချက်ကိုတော့တစ်ဖက်တင်းရဲ့ကိုသမားအောင်ထုခန့်ကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်လက်ရှိကမှာတော့အောင်ခန်းစောရှေ့ပေးထားပြီဘောလုံးပေးတာများတယ်ညီစောဘောလုံးရရှိတဲ့နေထားတစ်ခုမှာ
နိုင်ငံဟန်ချက်ပဲလဲကြခဲ့ကြတာပဲဖြစ်ပါတယ်ဒီမှာရှုပ်ပေးထားပြီလွန်မိုးအောင်ရှင်းထုတ်ထားခဲ့တာပဲဖြစ်ပါတယ်ဝိုင်းကြည့်သင်းမယ်ပြန်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်ရင်းကျော်ကိုသမားအောင်ထူးခန့်ရှုပ်ပေးဖက်တင်းရဲ့ကစားသမားတွေပဲလုံးဝဆိုင်မှုပြန်လည်ရရှိထားခဲ့တာဖြစ်ပါတယ်ဝိုင်းကြည့်သင်းမယ်နောက်ပေါ်နဲ့အသာလေးချပေးထားတယ်ရင်းကျော်တင်ထိထောင်းပြီးတော့ဘောဖြစ်တယ်ဝီယန်ဖြူလန်ကန်ထားခဲ့ရမှာတော့ကိုသမားကာကွယ်ထားခဲ့တာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအနီးကပ်ပြသခံခဲ့ရတဲ့ကောင်းခန့်ကျော်ပွဲပဲပြည့်တဲ့ကြောင့်ဒီနေ့ပွဲစဉ်ကိုပါဝင်နိုင်ခြင်းမရှိဘဲနဲ့သူ့ရဲ့တိုက်စစ်ပိုင်းကဒီနေ့ပွဲစဉ်မှာသူပါဝင်လာခြင်းမရှိတဲ့အခြေအနေတခုမှာတော့အနေငယ်တိုက်စစ်ပိုင်းကအနေငယ်ရော်ဒီရော်ရဲ့စံနေခဲ့ပြီးတော့ဒီနေ့မှာလည်းပြိုင်ဘက်အသင်းကိုတော့ 2-1 ဆိုတဲ့ရလဒ်နဲ့အရေးနေခဲ့တာဖြစ်ပါတယ် YNG အသင်းဟာလက်ရှိရှင်မြိုင်ကစားနေတဲ့ပွဲစဉ်မပါဘဲနဲ့ရှင်ခဲ့တဲ့ပွဲစဉ်နှစ်ပွဲနိုင်နှစ်ပွဲတည်နဲ့ရှုံးပွဲလုံးဝအကြုံတွေ့ထားခြင်းမရှိပဲဒီနေ့မှာတော့ကောင်းခန့်ကျော်ခြင်းမရှိတဲ့တော်တော်လေးအသက်မဲ့နေခဲ့ပြီးပြိုင်ဘက်အသင်းရဲ့ 2-1 ဆိုတဲ့ရလဒ်နဲ့ဥဆောင်ခြင်းအောက်မှာလည်းနိုင်ငံခက်ခက်နဲ့ရှင်မြိုင်နေခဲ့ရတာဖြစ်ပါတယ်ရှုပ်ပေးထားပြီးလင်းသူရာဟိန်းရာထားရမြလင်းသူရာဟိန်းပဲရှုပ်ပေးထားပြီးပိတ်သွင်းဖို့ကြိုးစားပေးမယ်လေတစ်ဖက်တင်းရဲ့ကစားသမားတွေအချိန်မီရှင်းထုတ်လိုက်နေတာပဲဖြစ်ပါတယ်လက်ကင်ပြီတောင်းကဘောထပ်ဖြစ်တယ်မြဖတ်တင်ကရှင်းထုတ်ထားခဲ့တာပဲဖြစ်ပါတယ်တင်ထိထအောင်ရှူပေးရမှာကိုသမားအောင်ထူးခန့်ပြန်လည်ရရှိထားခဲ့တာဖြစ်ပါတယ်ရှူပေးထားတဲ့လင်းသူရာဟိရှူပေးချပြီအပိုင်းခွင့်ရတည်းရခဲ့ပေမဲ့ YNG သင်းပိတ်သွင်းခဲ့ရမှာတော့လိုအပ်ချက်အချို့ရှိနေခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ခုနှစ်ရင်းကျော်အပိုင်းကန်သွင်းခွင့်ရခဲ့ပေမဲ့ထိချက်မမှန်ခဲ့ဘူးမျိုး
အောင်ထူးခန့်ရှုပ်ပေးထားတယ်ရထားသည်အမြခန္ဓာကိုခုပြီးတော့ဘောလုံးရရှိဖို့ကြိုးစားခဲ့ရမှာအသင်းပေါ်တဦးနဲ့နားလည်မှုလွဲပြီးတော့တစ်ဖက်တင်းရပဲဘောလုံးပိုင်ဆိုင်မှုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်ဝိုင်းကြီးတင်းကပေးထွက်ပေါ်ပေးခွင့်ရမယ်ဗျာအောင်ခန်းစောတစ်ချက်ခောက်တယ်လက်ကဲမီဂိုးတယ်များမလိုလားအပဲကိုသမားအောင်ထူးခန့်ရှေ့ကိုထွက်ခဲ့တာကအောင်ထူးခန့်အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်စေခဲ့ပြီးဘယ်နဲ့တစ်ချက်ဖိတ်ပြီးတော့ညာနဲ့ကန်သွင်းသွားခဲ့တာပဲဖြစ်ပါတယ်ဝိုင်းကြီးတင်းရဲ့ကိုသမားအောင်ထူးခန့်မလိုလားအပဲအနေငယ်ရှေ့ထွက်လာခဲ့တာတစ်ဖက်တင်းကစားသမားအောင်ခန်းစောအတွက်အခွင့်အရေးဖြစ်စေခဲ့ပြီးတော့သွင်းကိုတကူထပ်မံရရှိခဲ့တာဖြစ်ပါတယ်ဝိနာဆော့ကအသင်းအနေနဲ့3ဂိုးတကိုးဆိုရရလက်နဲ့ဥဆောင်သွားခဲ့ပြီးတော့လက်ရှိအခါမှာဝိုင်းအကြီးတင်းပထမဆုံးရှုံးဝဲကြုံတွေ့ရတော်လီနီးစက်လာခဲ့ပြီးတပတ်တင်းရဲ့တိုက်စစ်ကလည်းလက်ရှိကမှာတော်လီကောင်းမွန်နေခဲ့တာဖြစ်ပါတယ်ကျွန်တော်အစောပိုင်းတင်ဆက်ခဲ့သလိုပဲဝိနာဆော့ကအသင်းရဲ့စောင့်ကြည့်ရမယ့်ကစားသမားဟာကျောင်းနံပါတ်10အောင်ခန်းစောဖြစ်တယ်လို့ကျွန်တော်အစောပိုင်းတင်ဆက်ခဲ့သလိုပဲဒီနေ့မှာလည်းသူ့ရဲ့အစောပိုင်းကကန်သွင်းမှုတစ်ခုကိုကျွန်တော်တို့မြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်ချောင်းတစ်ပြန်ပြတ်ခဲ့ပြီးတော့လက်ရှိကမှာကိုသမားဘာလိန်ခေါ်ဖို့ကြိုးစားခဲ့တဲ့ကျောင်းနံပါတ်9ကောင်းထက်နိုင်မယ်ဖြစ်ပါတယ်ပြန်ပဲကစားသမားတယောက်လောက်ကိုအကောင်းဆုံးလိန်ခေါက်ပြီးတော့ကိုသမားနဲ့တူချင်းအတွေ့မှာလဲကိုသမားကိုထပ်မံလိန်ခေါက်ကြော်ဖြတ်ဖို့ကြိုးစားပေးမယ်လေသူရဲ့ပေါ်စားထုတ်ဖို့မတည်တဲ့အခြေအနေတစ်ခုပါပဲတစ်ဖက်တင်းရဲ့ကိုသမားဖန်ယူသွားခဲ့တာဖြစ်ပါတယ်လက်ရှိကမှလည်းညီညီစော်ရဲ့ကန်ချက်ကတော့တစ်ဖက်တင်းရဲ့ကိုသမားအောင်ထူးခန့်ကာကွယ်ထားခဲ့တာဖြစ်ပါတယ်
တောင်းငမောကန်ကွင်းရရှိထားတာပဲဖြစ်ပါတယ်ဒီပေးထားတယ်နောက်ထပ်တစ်ချိန်တောင်းငမောကန်ကွင်းရအောင်ဝင်မြကောင်းထက်နိုင်ကိုယ်တိုင်ထိပြီးတော့တွင်ကိုရရှိနိုင်ဖို့တော်လေးနီးစပ်တဲ့အခြေအနေနဲ့ပဲကျင်းနေလိုက်ရတာဖြစ်ပါတယ်တောင်းငမောပေးထားတယ်အဝေးကန်ချက်နဲ့ကန်သွင်းဖို့ကြိုးစားပေးမယ်လေကန်ချက်ကကိုလုံးမောပဲပြရှုပြီးကောင်းတဲ့ချတာပေးတယ်ကိုသမားပဲဖမ်းယူထားခဲ့တာဖြစ်ပါတယ်လက်ကဲမီအောင်ထူးခန့်နောက်ထပ်တစ်ချိန်ကန်သွင်းခဲ့ရမှာတော့ YNG အသင်းရဲ့ကစားမနဲ့ထိပြီးဘေးထွက်ပေါ်ဖြစ်သွားတယ်မြပွဲရတော့တစ်ဖက်သက်အနေထားဖြစ်နေခဲ့ရပြီး YNG အသင်းအနေနဲ့တိုက်စစ်ကိုထိရောက်တဲ့တိုက်စစ်စင်မှုတွေပြုလုပ်နိုင်ခြင်းမရှိပေမဲ့လည်းတစ်ဖက်ကဝင်းနာဆော့ကအသင်းကတော့နောက်ထပ်သွင်းကိုရရှိဖို့အတွက်ကစားကွက်ပိုင်းဆိုင်ရာအပြောင်းအလဲတွေလူစင်းအပြောင်းအလဲတွေပြုလုပ်ပြီးတော့ဗတ်ပေါင်းစုံတောင်းYNG ကိုချင်းချောက်ကစားနေခဲ့တာပဲဖြစ်ပါတယ်ဝီယန်ဖြိုးလက်ကဲမီနောက်ထပ်တစ်ချိန်ထပ်ကန်ဖို့ကြိုးစားခဲ့ရမှာတော့တစ်ဖက်သင်းရဲ့ကစားသမားတွေရှင်းထုတ်ထားတာဖြစ်ပါတယ်ကိုသမားအောင်ထူးခန့်လက်ကဲမီတစ်ဖက်သင်းရဲ့ကစားသမားထိပြီးတောင်းငမောကန်ခွင့်ရတာပဲဖြစ်ပါတယ်ပြန်မဲ့အသင်းကို2ဂိုးလောက်ခွင့်ပြုထားခဲ့ရတဲ့အခြေအနေတစ်ခုမှာကိုသမားအောင်ထူးခန့်အစားတိုက်စစ်တီလိုက်ပါပြီးတော့ကန်သွင်းရမှုတွေဇက်တိုက်ဆိုသလိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်လင်းသူရာဟိအကောင်းဆုံးပုံစံနဲ့ပြန်လေကာကွယ်ထားခဲ့တာဖြစ်ပါတယ်တွင်ကိုလိုအပ်နေချိန်မှာအမှားယွင်းတစုံတရာကနေနောက်ထပ်ထပ်မံခွင့်YNG အသင်းကကစားဖို့ရှိနေတာပဲဖြစ်ပါတယ်
တိန်ထီထက်အောင်ကျော်ကိုခန့်ရထားသေးရဲ့မြောပြီးတော့ဘောဖြစ်သွားခဲ့တာပဲမြောအောင်ခန်းစောဝိုင်ယာဂျီတင်းရဲ့ကစားသမားရှင်းကျော်ရှင်းထုတ်ထားခဲ့ရမှာတော့တောင်းငံဘောဝင်းနာဆော့ကာတင်းကကန်ဝင်းရရှိမှာဖြစ်ပါတယ်ဒုတိယပိုင်းရှင်မြိုင်ကစားလာခဲ့တဲ့မိနစ်20ရှင်မြိုင်မှုကလည်း9မိနစ်တတလောက်ပဲလိုအပ်တော့တာဖြစ်ပါတယ်ရှူသားလေးခုတ်တင်ပေးထားပြီလက်ကင်ထားပြီကိုလုံးမော်ပဲဖြစ်ထားတယ်မြမြင်တွေ့ရတဲ့ချိန်တွေတခုကတော့သွင်းကိုလိုအပ်နေတဲ့ YRG တင်း Power Player ကစားသမားကိုတော့ထည့်သွင်းအသုံးပြုလိုက်ပြီပဲဖြစ်ပါတယ်ရှူပြီးထားပြီတိန်ထီထက်အောင်ရှင်းကျော်ပြီးတော့ပေးခွင့်ရထားတာပဲဖြစ်ပါတယ်တိန်ထီထက်အောင်ကျော်ကိုခန့်လက်ကင်ထားပြီအသင်းကောင်းဆောင်လင်းသူရာဟိန်းကိုတော့ Power Player အဖြစ် YRG တင်းကထည့်သွင်းကစားနေခဲ့ပြီပဲဖြစ်ပါတယ်သွင်းကို2ဂိုးထိလိုအပ်နေတဲ့အခြေအနေတစ်ခုမှာ YRG တင်းနေနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ဆိုနိုင်ပေမဲ့လည်းမလိုလားအပ်ပဲတိုက်စစ်စင်ကစားတဲ့အခြေအနေတစ်ခုကကိုပေါက်မှာကိုသမားမရှိတဲ့အခြေအနေတစ်ခုအဖြစ်နဲ့ရှင်မြန်ကစားဖို့လည်းရှိနေတာကြောင့်အချိန်မရွေးပြိုင်ဘက်အသင်းရဲ့ကိုတွေကိုတိုက်ရိုက်လန့်ကန်တဲ့သွင်းကိုနဲ့နောက်ထပ်ပေးကိုတွေလည်းခွင့်ပြုရနိုင်တာကြောင့် YRG အသင်းသတိထားပြီးရှင်မြန်ရလို့ပဲလိုအပ်နေတာဖြစ်ပါတယ်လက်ရှိကလက်ကင်ကျွန်တော်တင်ဆက်တာမှမဆုံးသေးဘူးလက်ရှိကမဆော့ကနောက်မှန်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုတော့ကျောင်းနံပါတ်10အောင်ခန်းစော်ကပဲသွင်းယူခဲ့တာဖြစ်ပါတယ်ကန်ချက်ပြင်းပြင်းနဲ့အဝေးကန်ချက်တွေမှာကောင်းမွန်စွာကန်သွင်းယူနိုင်လေးရှိတဲ့ဝင်းနာဆော့ကာတင်းနောက်ထပ်သွင်းကိုတကူထပ်မံရရှိပိုင်ဆိုင်သွားခဲ့တာပဲဖြစ်ပါတယ်အောင်ခန်းစော်ကပဲအဝေးကန်ချက်နဲ့အတူနောက်ထပ်သွင်းကိုတကူထပ်မံရရှိသွားခဲ့တာပဲဖြစ်ပါတယ်ယို
အောင်ထုခန့်နိုင်ငံရတဲ့အခြေအနေမှာ YNG တင်းနောက်ထပ်သွင်းကို3ဂိုးထိလိုက်ပြီးကစားမယ့်အခြေအနေတစ်ခုမှာတော့အတင်းရဲ့ကစားပုံဟာနိုင်ငံရော်ဒီရော်ရဲ့ဆန်နေခဲ့ပြီးတော့ပြန်ပဲတင်းရဲ့3ဂိုးအသာနဲ့ဥဆောင်ခြင်းအောက်မှာခက်ခက်ခဲနဲ့ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်ပြန်ပဲအတင်းမှာတကယ်ကိုအဝေးကန်ချက်တွေကောင်းမွန်တဲ့ကစားသမားတွေများစွာပါဝင်နေခဲ့ပြီးတော့ဒီလိုအနေထား YNG တင်းကိုအချိန်မရွေးသွင်းကိုတွေထပ်မံသွင်းယူနိုင်တဲ့အခြေအနေကြောင့်လေ YNG တင်းအနေနဲ့တိုက်စစ်ကိုအလွန်ကျွံဆင်လိုက်ခြင်းဟာမလိုလားစီနီမှာအောင်ထုခန့်လက်ကဲ့နာပြီကိုဘောကိုလွတ်ထားပြီးတော့တိုက်စစ်ထိလိုက်ပါပြီးကစားနေခဲ့တာဖြစ်ပါတယ်YNG တင်းကတိုက်စစ်စင်ကစားမှုမှာအတင်းရဲ့ကိုသမားအောင်ထုခန့်မှာတိုက်စစ်ထိလိုက်ပါပြီးတော့ကန်သွင်းယူမှုတွေပြုလုပ်နေခဲ့ပြီးလက်ကျန်2မိနစ်အတွင်းကိုရောက်ရှိလာတဲ့အခြေအနေမှာ YNG တင်းဒရဇက်တိုက်စစ်စင်ကစားလာခဲ့ပြီပဲဖြစ်ပါတယ်အောင်ထုတိန်ထိထက်အောင်တစ်ဖက်တင်းရဲ့ကိုသမားကာကွယ်သွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကောင်းခန့်ပုတ်ထုတ်ကာကွယ်သွားခဲ့တာရှူသားလေးခုတ်တင်ပေးထားတယ်ဖတ်တင်ကစားသမားတွေပဲရှင်းထုတ်ထားခဲ့တာဖြစ်ပါတယ်အောင်ထုခန့်လက်ရှိမှာမြင်တွေ့ရတဲ့အခြေအနေတစ်ခုကတော့ YNG တင်းရဲ့ကစားသမားတူကိုသမားဘောလုံးမိထားတဲ့အချိန်မှာအနေငယ်ကန်ခဲ့တဲ့အခြေအနေတစ်ခုကတော့ပြစ်ဒဏ်ပေါ်ကန်ဝင်းသာတတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ဒီမှာရရှိထားတယ်မြောအောင်ထုခန့်တိန်ထိထက်အောင်လင်းသူရာဟိပွဲစဉ်ပြီးဆုံးဖို့လေစက္ကန့်30အတွင်းရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ် YNG တင်းအနေနဲ့ပြိုင်ဘက်တင်းရဲ့ဦးဆောင်ခြင်းအောက်မှာရှုံးနေရဖို့တဖြည်းဖြည်းဤကက်လို့လာခဲ့ပြီပဲဖြစ်ပါတယ်ဒီပွဲသာရှုံးနေမယ်ဆိုရင်တော့ YNG တင်းအနေနဲ့ပထမပွဲကိုတော့ကြုံတွေ့သွားရမှာဖြစ်ပါတယ်လင်းသူရာဟိတစ်ဖက်တင်းရဲ့ကိုသမားကောင်းခန့်ရလဲအမှားရမရှိပုတ်ထုတ်ကာကွယ်ထားခဲ့တာဖြစ်ပါတယ်လင်းသူရာဟိ
အောင်ထူးခန့်ရထားတယ်များလက်ရှိကမှာတော့ YNG တင်းနဲ့ Winner Soccer တင်းတို့ရဲ့ရှင်မြိုင်ကစားမှုကပြီးဆုံးလို့သွားခဲ့ပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာတော့ Winner Soccer တင်းက YNG တင်းကို4 ဂိုး 2 ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်9ရဲ့နောက်ဆုံးသောပွဲစဉ်ဖြစ်ကတော့ MIU တင်းနဲ့ YCDC MHGD တင်းတို့ရှင်မြိုင်ကစားအောင်မှာပဲဖြစ်ပါတယ်